ဟိုကကမ္ဘာချန်ပီယံလေမက်ဆီလဲပါတယ်လေဟိုပွင့်လေပြောရင်ဘလို့ပဲအငင်းပွားဝယ်ရရှိပြီဗျာအာဂျင်တီးနားကမ်ပန်းနဲ့ဒါနိုင်သွားတယ်မက်ဆီတကိုးသွင်းတယ်ကမ္ဘာကြီးကဒါကိုပဲမှတ်မိနေမှာဒါကျွန်တော်နောက်ထပ်၄နှစ်ကြာရင်ဒီအကြောင်းပြန်ပြောရင်ဒါဒီကနည်းနည်းဟာအာဂျင်တီးနားအဲ့တော့ကမ်ပန်းနဲ့လာတာဆိုပဲကျွန်တော်တစ်ခုတည်းကပြောတော့မှာအီဂျစ်ကနှစ်ကိုးသွင်းတယ်ဘလို့ကစားခဲ့လဲဆိုတာလူတိုင်းမိသွားမှာအင်္ဂလန်အာဂျင်တီးနားပွဲကိုတော့ကျွန်တော်ပြန်ကြည့်ကျင်တယ်ဆိုတော့ဒီနေ့ပွဲမှာလည်း maybe မိနစ်90မှာဟိုသဘောတစ်ခုဗျာမိနစ်90မှာအာဂျင်တီးနားနိုင်ညမနိုင်လိမ့်မယ်မိနစ်90မှာတော့အာဂျင်တီးနားနဲ့ဒါဆွစ်ဇာလန်ဒီဒါ1-1တည်ကြရင်ကြားလိမ့်မယ် maybe something ခုနကတော့ကျွန်တော်တို့ border ချင်းပြောနေတယ်ကျွန်တော်ဟိုနာမည်တော့မပြောတော့ပါဘူးကျွန်တော် border တယောက်ပေါ့နော်သူကဗာလဲဆိုဟိုးရင်တော့ကိုစာနေမှတ်မိလားဟိုကျွန်တော်ရေပွဲလေးပေါ်ရေပွဲလေးပေါ်ဟိုရေပွဲလေးပေါ်ကလည်းအတော့ရွေးတယ်တချို့ fan တွေကြောက်လဲဗာလဲဆိုတော့ရေပွဲလေးရွေးတဲ့အသင်းတိုင်းကိုသူကဘက်ကန်ဘက်ကန်ပြီးတော့အဲ့ကျွန်တော် border ကြတော့သူကအဲ့လိုဘက်ကန်တာများပြီးသူကကားတစ်စီးပြုတ်သွားတယ်တကယ်ကားတစ်စီးပြုတ်သွားတယ်ဒီကအဲ့လောက်ကြီးတော့မလုပ်ကြနဲ့ကျွန်တော်ပြောတာဟိုသူတို့ကလည်းအဲ့လိုသဘောတကူကဗျာဟိုတွေးမှာဟာဒါ maybe trace တစ်ကောင်ရဲ့ရွေးချယ်မှုငါတို့ဒီမယုံဘူးသိရမလားရေပွဲလေးပေါ့ဘက်ကန်တာတကယ်ကားတစ်စီးပြုတ်လောက်ကြီးတော့မလုပ်ကြနဲ့ကျွန်တော်ဘောလုံး fan တွေကတခုရှိတာခုနကမျိုးသူတို့ကဟိုစိတ်ခံစားမှုနဲ့အားပေးသူတချို့ကလည်းဟိုရေနဲ့လည်းအားပေးကြတာဟိုရေနဲ့အားပေးတော့ခုနကမျိုးကျွန်တော် border ဆိုလဲဒါကားတစ်စီးပြုတ်သွားတယ်ပေါ့နော်ကျွန်တော်နောက်ထပ် border တယောက်ကြတော့၄ချောင်းရပါတယ်၄ချောင်းရတာbody တွေရော goal ball တွေရောပြီးတော့ပထမပိုင်းရောဒုတိယပိုင်းရောထပ်လောင်းတာအဲ့ဒီပွဲမှာနေဒါပွင့်လင်းပြောလို့တော့မကောင်း340လောက်နိုင်တဘောလို့ဒါကြီးကပြောလို့တော့မကောင်းဒီလိုက်ပါတဘောလို့ဒါပေမဲ့ကိုယ့်ကိုချစ်ငြိမ်ပြီးလုပ်ကြတဘောလို့ကဆွတ်ဆက်ပြီးတော့မလုပ်ကြနဲ့သူများနိုင်လို့ငါလည်းနိုင်မယ်လို့တော့မထင်နဲ့အဲ့ဒါအရာတော့ရှိတယ်ဒါမှလာကားစားမှာတော့အရန်နဲ့ကြီးတယ်တဘောလို့ကိုနိုင်တဲ့အမောင်းနဲ့ကျွန်တော်အမြဲပြောတယ်3000ရှိရင်ဒါ10သိန်းလောက်ပဲကစားသိရမလား300ရှိလို့ရှိရင်3သိန်းလောက်ပဲကစား3သိန်းရှိရင်တော့ဘာမှကစားမနေနဲ့ဟော့ပေါ့သွားစားလိုက်ဒါကျွန်တော်အမြဲပြောရစကားသိရမှာဆိုတော့အဲ့လေးတော့နည်းနည်းချစ်ငြိမ်ပြီးလုပ်ကြပါဟိုကားတွေပါလောက်တဲ့အထိပါညာတော့မလုပ်ကြပါနဲ့ဒါတော့မေတ္တာရက်ခံဆိုတော့ဒီပွဲကြောင့်ပြောမှာတော့နည်းတော့ကြောက်တယ်နည်းတော့ကြောက်တယ်ပေါ့နော်ဒါပွင့်လည်းပြောကြောက်ကျွန်တော်ရမ်းကြောက်နေပေါ့နော်ဆိုတော့သဘောတစ်ခုကတော့ဟိုအာဂျင်တီးနားကတော့ပွင့်လည်းပြောရရင်နော်သူဒီလည်းကျွန်တော်တို့ကဒါဟိုဘောလုံးမှာတော့အမြဲတမ်းကျွန်တော်အမြဲပြောရတယ်နှစ်ချမ်းကွဲတယ်ဟိုကစားသမားကိုဒီကစားသမားကိုအားပေးတဲ့ဒါ fan တွေရှိသလိုဒီကစားသမားကိုအားပေးတဲ့ fan တွေလည်းရှိမယ်ထိုနည်း၎င်းပဲကျွန်တော်တို့ကဒီအသင်းကိုအားပေးတဲ့ fan တွေရှိသလိုဒီအသင်းကိုအားပေးတဲ့ fan တွေလည်းရှိမယ်ဒါကတော့နှစ်ချမ်းကတော့အများအားကွဲနေပါပြီဒါပေမဲ့ကျွန်တော်တို့ကနှစ်ချမ်းကွဲလို့လေကျွန်တော်တို့ကတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်မုန်းစရာမဟုတ်ဘူးကျွန်တော်တို့ကဘောလုံးအားကစားကိုချစ်တယ်ဆိုတော့ဒါစိတ်နဲ့ပဲကျွန်တော်တို့အားပေးနေရတာပေါ့နော်ဒါပေမဲ့တချို့ຢာတွေကြောက်လဲခုနကကျွန်တော်ပြောသလိုပဲရေရောလေရောပါတဲ့အချိန်မှာတော့နည်းနည်းလေးတော့ဟိုအထိနာတဲ့ heat တက်တဲ့အချိန်တော့ရှိတာပေါ့နော်ဒါလေးရတော့ရှိနိုင်တာပေါ့ဆိုတော့အာဂျင်တီးနားကတော့ဒါဟိုသူကကမ္ဘာချန်ပီယံဖြစ်တာနဲ့ညီတော့ဒီအချိန်တွေအထိကိုသူအရှိမသူဘယ်လိုပဲပြောဟိုကျွန်တော်တို့ဘယ်လိုပဲဟိုသိရမလားscript လို့ပဲပြောသူလှုပ်တင်လှုပ်ထိုက်တဲ့အရာတွေကိုကျွန်တော်တို့သူတို့ပေါ့နော်လှုပ်ပြီးတော့ပဲဒါတက်လာရလို့ပဲဒါကျွန်တော်တို့ကပြောရမယ်တကယ်ကိုချန်ပီယံအသင်းဆိုတာဘယ်လိုစိတ်သက်ရှိရမယ်ဘယ်လိုကစားအားရှိရမယ်ဘယ်လိုကစားရမလဲဆိုတာတော့ဒါသူတို့ကကောင်းကောင်းသိတယ်ပွင့်လင်းပြောရင်ဟိုကျွန်တော်တို့ဒီအနည်းဆက်ဆုံးကျွန်တော်ဥပမာပေးမယ်ဆိုကိတ်ပါဒီပွဲကိုကျွန်တော်ဖယ်လိုက်တော့အနည်းဆက်ဆုံးအီဂျစ်ပွဲကိုပြောမယ်ဆိုလဲအီဂျစ်တီအရှိမနှစ်ကိုသွင်းပြီးသွားပြီသဘောတကူကဒါပေမဲ့အီဂျစ်ကလည်းသူကစားတဲ့ formula မှားသွားရလို့ပဲဒါကျွန်တော်တို့ထင်တယ်ဘာလို့ဆိုနှစ်ကိုသွင်းပြီးရဲ့အချိန်မှာသူဒီ low block ကိုမှသူဒီ 100% low block ဆော့လိုက်တော့ဟုတ်တယ်ဘာမှတိုက်စစ်တွေပါစဉ်းစား counter attack တွေပါလို့သူတို့ခေါင်းထဲမှာဘာမှမစဉ်းစားနဲ့တော့ပြန်ဖောက်ဖို့တွေဒီမှာအာဂျင်တီးနားရဲ့ဟာကွက်တွေကိုစဉ်းစားပြန်ဖောက်ဖို့တွေဘာမှမစဉ်းစားနဲ့ low block ကို 100% 17ရောက်လုံးလားအဲ့မှာကိုစီမှာပိတ်လိုက်တော့ကျွန်တော်ပြောနေတာဟုတ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့သူတို့ကအာဂျင်တီးနားကိုပြန်ချောင်းကစားတဲ့အချိန်မှာဟိုကကမ္ဘာချန်ပီယံလေမက်ဆီလဲပါတယ်လေကျွန်တော်ပြောချင်တာဒီစိတ်တက်ကြီးကိုတော့ကျွန်တော်တို့လေးစားရမယ်မက်ဆီလဲတကိုးသွင်းသွားရဲဆိုတော့ဒါပွင့်လင်းပြောရင်တော့မက်ဆီဖန်တွေအတွက်ကတော့ဒါဝမ်းသာစရာပဲတကယ်လဲဟိုပွင့်လင်းပြောရင်ဘလို့ပဲအငင်းပွားဝယ်ရရှိပြီဗျာအာဂျင်တီးနားကမ်ပန်းနဲ့ဒါနိုင်သွားတယ်မက်ဆီတကိုးသွင်းတယ်ကမ္ဘာကြီးကဒါကိုပဲမှတ်မိနေမှာအင်ဖန်တီနိုကမ္ဘာကြီးကဒါကိုပဲမှတ်မိနေထားပြီးပြောသွားကမ္ဘာကြီးကလုံးကြီးပြောသွားကမ္ဘာကြီးကကျွန်တော်ပြောဒါကိုပဲမှတ်မိနေအာဂျင်တီးနားပြည်တယ်အီဂျစ်နှစ်ကိုးအရင်သွင်းခဲ့တာမှတ်မိမှာမဟုတ်မှတ်မိရင်လည်းမှတ်မိမယ်ပေါ့နော်ဒါကျွန်တော်နောက်ထပ်၄နှစ်ကြာရင်ဒီအကြောင်းပြန်ပြောရင်ဒါဒီကနည်းနည်းဟာအာဂျင်တီးနားအဲ့တော့ကမ်ပန်းနဲ့လာတာဆိုပဲကျွန်တော်တစ်ခုတည်းကပြောတော့မှာအီဂျစ်ကနှစ်ကိုးသွင်းတယ်ဘယ်လိုကစားခဲ့လဲဆိုတာလူတိုင်းမိသွားမှာသဘောတကူကထိုနည်း၎င်းပဲအာဂျင်တီးနားသူလှုပ်တင်လှုပ်ထိုက်တဲ့အရာလှုပ်ပြီးတော့တက်လာပြီဆိုတော့ဒီဝင်းမောင်ကိုသူတို့ဘာလှုပ်ပြနိုင်မလဲဆိုတာလေဒါကျွန်တော်တော်လေးရင်ခုန်ပါတယ်ဟုတ်ဆိုတော့ဒီမှာ comment လေးရလဲဒါဟုတ်ကဲ့ဟုတ်သစ္စာຫນွယ်ပေါ့နော်သူကတော့မှန်တာပြင်သစ်နဲ့ဒါစပိန်တွေ့မှာနှမျောလိုက်တာဆိုတော့ဟုတ်တယ်เนาะအဲ့ဒါပွင့်လင်းပြောရင်တော့ဒါပြင်သစ်နဲ့စပိန်ကလည်း
ပွင့်လင်းပြောရင်တော့ဗျာဒါကတော့ semi final ဆင်းတော့ရောက်နေဒါပေမဲ့ final မတွေ့မနေပဲဒီချိန်မှမတွေ့ဘယ်ချိန် final ဆိုတာကတော့ပွင့်လင်းပြောရင်ကျွန်တော်တို့ကဒါကန်တရားရောကန်ညံဝရိယပဲခုနကကျွန်တော်ပြောတာရာမသိဘူးမခံမန်းနိုင်တော့ဘူးသိရမလားကျွန်တော်တို့လည်းgenius ကြီးလည်းမဟုတ်တဲ့မှာညံလင်းပွင့်နေတဲ့လူလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ semi final မှာတွေ့တာတော့ဒါကျွန်တော်တို့တွေ့တဲ့အချိန်မှာတွေ့ရလို့ပဲဒါကျွန်တော်တို့ထင်တယ် maybe ဒီနှစ်သင်းသာထားပါတော့ round 32 round 16တော့မှလာတွေ့ရင်တော့တော်တော်နှမျော အဲ့ဒါပူနှမျောဘူး တော်တော်နှမျောပါ quarter final မှာတွေ့ရင်တော့နှမျောမှာ ဒီစင်းကတော့ဒီစင်းကတော့ တွေ့ပါမယ် ဒါတွေးချိန်တန်နေပါ ဒါသူတို့အမြင်သူတို့ပြောတာပေါ့နော်ဒါပေမဲ့တွေးချိန်တန်နေပြီလို့ပဲဒါကျွန်တော်ပြောရမှာဆိုတော့ Messi ပြောတာလေးလဲကျွန်တော် sharing လုပ်ပေးခြင်းပါတယ် Messi ကဗာပြောတာလဲဆိုတော့ဒီ Switzerland သင်းရတဲ့အရန်ကိုစီကန့်ရှိပြီးတော့ဒါဖြတ်ကျော်ဖို့အတွက်ခက်ခဲတဲ့အသင်းတင်ပါတဲ့ penalty ကနေတက်လာတာမို့လို့တဲ့သူတို့ရဲ့စိတ်တက်ကတော်တော်လေးမာကျော်နေမှာတော့သိကြတယ်ဒါပေမဲ့ကျွန်တော်တို့က champion ဘွဲကိုကာကွယ်ဖို့ဒီနေရာကိုရောက်လာတာပါတဲ့ကျွန်တော်တို့နိုင်ငံအတွက်နောက်တစ်ဆင့်ကိုမဖြစ်မနေတက်လှမ်းပြီးတော့ကျွန်တော်တို့ကကမ္ဘာဗလားစုကြီးကိုဒါယူသွားမှာပါဆိုပြီးတော့ Messi ကတော့ကျုံသွားတာနော်ဆိုတော့ဒါရှာကာကလည်းပြောထားတယ်ဒါ Messi နဲ့ Argentina ကိုရင်ဆိုင်ရတာတဲ့တကယ်ကိုအကြီးမားဆုံးစိန်ခေါ်မှုဆိုပေမဲ့ကျွန်တော်တို့မှာအကြောက်တရားဆိုတာတော့မရှိပါဘူးတဲ့ကျွန်တော်တို့ရဲ့ကစားကွက်အတိုင်းတီတီငိမ့်ငိမ့်ကစားသွားမယ်ဆိုရင် Argentina ကိုအိမ်ပြန်ပို့နိုင်တဲ့စွမ်းရည်တွေကျွန်တော်တို့ဒါ Switzerland အသင်းမှာပိုင်ဆိုင်ထားပါတယ်ဆိုပြီးတော့လေဒါသူကတော့ပြန်လည်ပြီးတော့ချိပထားရဲဆိုတော့who knows ပေါ့နော်ဘယ်သူသိမှာလဲပေါ့ ဟုတ်တယ်ဆွစ်ဇာလန်နီးပြအဲ့မှာတွေက तू အာဂျင်တီးနားရဲ့အားနည်းချက်တွေကိုသူတို့အနေနဲ့တခြားကြည်ပြီးွားပါပြီသူတို့ဘယ်လိုလုပ်ပါမယ်အဲ့လိုမျိုးကွာထောက်ချောက်တွေသတင်းတွေတက်တယ်ပြီးတော့ဟိုတနေ့က live မှာတော့ပြောခဲ့ပါသေးတယ်ဆွစ်ဇာလန်အသင်းအနေနဲ့ကဂိုးသမားတော့အချိန်2နာရီပိုစင်းခိုင်းပြီးတော့လေ့ကျင့်ခိုင်းတာ ဆွစ်ဇာလန် ကပြီးတော့ဘလောက်တောင်မှလဲဆိုတော့သူတို့နေနေတို့ရတယ်ကြိုက်တယ်လို့နေတို့ငါတို့လည်းငါတို့နိုင်တာငါတို့လုပ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဗာလဲ17ယောက်ကစားမယ်ဆိုရင်တော့17ယောက်10ယောက်17ယောက်9ယောက်အဲ့လိုမျိုးဖြစ်ခဲ့ရင်တော့သူတို့အနေနဲ့ရောက်အောင်ကစားမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့လေ့ကျင့်ခိုင်းတာ ပြီးတော့အနီးကလည်းထုတ်ခံရမယ် သူအကုန်တွက်ပြီးသားတွက်ပြီးသားဆိုဟုတ်တယ်လွယ်တော့မလွယ်ဘူးသီလားသူရှေ့ရဟာတွေသူတို့မြင်ခဲ့တဲ့အတွက်ကြောင့်မလို့အာဂျင်တီးနားနဲ့တွေ့ရင်ငါတို့ညစ်ပတ်ရင်တော့မှငါတို့ဘယ်လိုနည်းနဲ့ရအောင်လုပ်မလဲဆိုတဲ့ဟာကိုဆွစ်ဇာလန်အနေနဲ့အတွေးရတော့တကယ်ရှိနေမှာဟုတ်တယ်နော် အဲ့ဒါလည်းကျွန်တော်ရှေ့ live တွေမှာလည်းပြောပါတယ်အဲ့ဒါကြီးထပ်ပြောရင်လည်းမကောင်းဘူးကျွန်တော်တို့ကစားသမားတွေရောကစားသမားတိုင်းရှိမှာပဲဒါပေမဲ့တိုင်းဒီဒါခုနပြောတဲ့ဒါ FIFA အောက်မှာပဲရှိမှာပဲဖြစ်တဲ့အတွက်တော့ဒါနည်းနည်းတော့မပြောတော့ပါဘူး စားတော့စားတယ်သူတို့တိုင်းအဆိုင်ချတဲ့ခါကြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းခုကတော်တော်ဝေဖန်ကြရတယ် ဟုတ်တယ် FIFA တမင်များလုံနေတာပေါ့ ဟုတ်ကြီးကတော့ပွင့်လင်းပြောရင်တော့အာဂျင်တီးနားပဲဒါအပေါ်ကြီးပေါက်ပါတယ်အာဂျင်တီးနားတစ်လုံးသွင်းရင်90နိုင်ပေါ့နော် ဟုတ်ကဲ့ ဆိုတော့စားတော့စားရနော်တစ်လုံးသွင်း90နိုင်ပေါ့ဂိုးပေါင်းကြတော့နှလုံးသွင်းရင်30ရှုံး ဘာမှရှေ့ရေးပြောစရာမလိုဒီလိုမျိုးဆိုလို့ရှိရင်ကိုသားနေ ever out ဟုတ်ကဲ့ ဒီနေ့ကတော့ out series ဆက်ပါ ဒါ maybe ဒါကလည်းဖြစ်နိုင်တယ်ဘာလို့ဆိုကျွန်တော်တို့အရှိရက်မှာကန်သွားတဲ့ပွဲတွေကလည်းပွင့်လင်းပြောရင်တော့ဒါတက်လာတဲ့ကြေးတွေပါကိုကျွန်တော်ဖယ်လိုက်အောင်တက်လာတဲ့နှစ်သိန်းကဒါအပေါ်နှစ်သိန်းတက်လာတယ်လို့ပဲကျွန်တော်ပြောအောင်ပေါ့နော်ဆိုတော့အရာတိုင်းကတော့ဘောလုံးပဲဖြစ်မှာဖြစ်ကျွန်တော်လူ့ဘွားကြီးပဲဖြစ်ရတော့ကလန်နာကြဆိုတော့ရှိတယ်ဒီနေ့ပွဲမှာပဲကျွန်တော်တို့အပေါ်နှစ်သိန်းတက်ပါမလား တသိန်းကတော့အပေါ်နှစ်သိန်းတက်ကောင်းတက်နိုင်တယ်ဒါပေမဲ့ကြေးရအပေါ်နှစ်သိန်း တက်ပါမလား နိုင်ပါမလားနိုင်ပါမလားအဲ့ဒါပဲ ဆိုတော့ဒါပေမဲ့ခုနပြောသလိုပဲကျွန်တော်တို့ဒါဒီမှာလဲ comment တွေမှတ်ထားတာကျွန်တော်တို့တွေ့ရပါတယ်တချို့ကလည်းအင်္ဂလန်နဲ့ဒါအာဂျင်တီးနားမတွေ့ပေးဘူးဟာလန်နဲ့မက်ဆီနဲ့တွေ့ပေးမယ်ဆိုပြီးတော့လည်းမှန်းကြတယ်ဆိုတော့ဒီကိစ္စရက်လည်းဒါဖြစ်လာနိုင်တယ်ပေါ့နော် ဖြစ်လာနိုင်ပါတယ် ဆိုတော့ကျွန်တော်လည်းစဉ်းစားတော့ နော်စပိန်2-1 ဟုတ်တယ် 4-0ဟာ 4-0တော့ 4-0 ရာလာရေးကျွတ်စီ4-0ရောနည်းတော့များအဲ့တော့ဒါမပြတ်တော့ဘူးလို့ဒါကျွန်တော်တို့ထင်တာပဲပေါ့နော် ဆိုတော့လည်းမသိဘူးပေါ့ အာဂျင်တီးနားတစ်လုံး90နိုင်နေထားမျိုးမှာတော့ကျွန်တော်အရှိအင်္ဂလန်ပွဲနေတော့ပြောခဲ့သလိုပါပဲကျွန်တော်တော့အင်္ဂလန်အာဂျင်တီးနားပွဲကိုတော့ကျွန်တော်ပြန်ကြည့်ကျင်တယ်ဆိုတော့ဒီနေ့ပွဲမှာလည်း maybe မိနစ်90မှာသဘောတစ်ခုဗျာမိနစ်90မှာအာဂျင်တီးနားနိုင်ညံမနိုင်လိမ့်မယ် ဟုတ်ကဲ့ ဒါကျွန်တော်နောက်ဆုံးအချိန်တွေကိုခံမှန်းတာ ဟုတ်ကဲ့ နောက်ဆုံးအချိန်တွေကိုခံမှန်းတာမိနစ်90မှာတော့အာဂျင်တီးနားနဲ့ဒါဆွစ်ဇာလန်ဒီဒါ1-1တည်ကြရင်ကြားလိမ့်မယ် maybe something တေချာတော့ penalty ထိမရောက်ဘူး ကျွန်တော်က အာဂျင်တီးနားလို့အသင်းကို FIFA ကလည်း penalty မရောက်ခံဘူး အရောက်လို့ အရှောင်းမခံဒီ God of Hand လို့ခေါ်တဲ့ဒါဟိုးရင်ကျွန်တော်မမိခဲ့ပါတော့မမိခဲ့တဲ့ဒီမာရာဒိုနာရဲ့ဒါပွဲလေးကိုကျွန်တော်တို့ပြန်ပြီးတော့မြင်အောင်ပြီးတော့အားပေးခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အင်္ဂလန်အာဂျင်တီးနားပွဲကို semi final အဆင့်မှာဒါစိတ်ကူးယဉ်ပြီးတော့ကျွန်တော်တို့အာဂျင်တီးနားကိုပဲဒီနေ့ကတော့ကျွန်တော်အားပေးခြင်းပါတယ်